ချစ်ဦးသူနဲ့လည်းလွဲခဲ့ဘူးပါလေဟုတ်ချစ်ဘူးသူနဲ့လည်းလွဲခဲ့တော့အာကာကျော်ကတော့ကိုတလန်ဟီရချစ်ရမှာကြောက်ပါပြီနော်ဟုတ်ကျွန်တော်ဘဝအကြောင်းလေးပါဟုတ်ကဲဒီတခြင်းကိုကျွန်တော်ကြိုက်လို့ကျွန်တော်ဘဝနဲ့တိုက်ဆိုင်လို့ခံစားကြမလို့ကျွန်တော်ကိုယ်တိုင်ဗလာဆိုင်လို့ကျွန်တော်ထွန်းထားတယ်ခင်ဗျာဟုတ်ကျွန်တော်ကိုယ်တိုင်ထွန်းထားတာနော်ဟုတ်သူများတီးကွက်ခိုးချတာမဟုတ်ဘူးအာကာကျော်ကိုယ်တိုင်ထွန်းထားတာဗျဟုတ်ချစ်ဦးသူနဲ့လွဲခဲ့ပြီးမှတဲခွဲပြီးမှချစ်ဦးသူနဲ့တွေ့ကြရပြီတွေ့ကြရပါပြီကံစီရသွားတခြားမရှိတော့သည်ဒီချင်းလေးကိုကျွန်တော်ဗလာလို့ကြဒီလိုထွန်းထားတယ်ကြားမယ်ဗျာဟေး
ဗုဒ္ဓရှင်တော်ဖရာဗုဒ္ဓရှင်တော်ဖရာဖရာတပည့်တော်ခွင့်ပန်ပါသည်တောင်းဆွေပန်ပါသည်ဘဝတော်ခြင်းလေးရာအချင်းမရှိပါလီတော့ကြောက်ခင်းနှလုံးသားရှိရတော်သူဖြစ်ပါသည်